မင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်လဲအင်္ဂလိပ်စာရေးဆရာဝီလျံဝီမက်ဂျက်ကော့ဖ်ရေးပြီးတော့ဆရာတော်ရဆွေဘာသာပြန်ခဲ့တဲ့ Bob Pretty ဟာတာဝတ္ထုတို့တွေကတပုတ်ကိုဆက်ပြီးတော့ဖတ်ပြပါမယ်သူ့ဆွေမျိုးငါဆွေမျိုးကလေးပြူရီရွာဤရမကာဆိုင်ဖြစ်သောပန်းကော်ဖီရှိအရိတ်ကောင်းသောတစ်ပင်ကြီးအောက်တွင်ရွာဤတဦးရီသောရှေ့မီနောက်မီပုပ်ကိုကြီးဖိုးသက်ရှိသည်သူ့ရှေ့တွင်ချထားသောခီးသည်တဦးတကားခံထားသည့်ဘီယာခွက်ကိုတောက်ခါတမြင်းမြင်းအရသာခံစုပ်ရင်းက၎င်းဤမှုံရီမွဲတေသောမျက်လုံးများနှင့်ရွာလှဲလန်းတစ်လျှောက်ကိုလွမ်းစွတ်တတစွာကြည့်နေပြီးမှကျုပ်တို့ကလေးပြူရီရွာသားတွေကတရွာမကောင်းတရွာပြောင်းဆိုတဲ့စိတ်မျိုးလုံးဝမရှိကြဘူးဗျမွေးသည်မှတေသည့်တိုင်အောင်ဒီရွာမှာပဲဆွဲဆွဲမြဲမြဲရိုးမြေကြနေထိုင်သွားကြတာကြီးပဲဆုံးပြူတချို့တော့ရှိသပေါ့လေဒီလူမျိုးတွေလည်းနောက်ဆုံးကြတော့ဒုံရင်အတိုင်းဒီချီတိုင်းပဲပြန်ရောက်လာပြီးရွာကထွက်သွားမိတာအမှားကြီးမှားတာပဲရဲလို့နောင်တရကြတဲ့လူတွေကြီးပဲဒီထဲမှာရှာရှာပါပါတပြည်တနိုင်ငံမှာသွားပြီးကောင်းစားနေတဲ့လူတစ်ယောက်တော့ရှိသဗျဟန်နရီဝေါကာရဲ့ဘာကြီးတော့ဂျောရှူဝါကာပေါ့ဒါပေမဲ့ तू ကဒီရွာသားမဟုတ်ဘူးဗျဒါကြောင့်တခြားမှာသွားကောင်းစားနေတာဖြစ်မှာပေါ့ဂျောရှူဝါကာကဩစတြေးလျမှာတိုးမွေးမြူရေးလုပ်ငန်းနဲ့ချမ်းသာသွားတဲ့ဗျချမ်းသာတဲ့လူပီပီအလွန်အလုံများလို့ထင်ပါရဲ့သူ့တူဟန်နရီကပတ်စံကြက်တဲ့အခါလှမ်းပြီးငွေချီးတဲ့စာတွေကိုပြန်ဘောတောင်မရဘူးခက်တာကဟန်နရီကလည်းဒီဘာကြီးတော်ကိုတခါမှမြင်ဘူးတွေ့ဘူးတာမဟုတ်ဘူးလန်ဒန်မှာရှိတဲ့ဆွေမျိုးနှီးဆက်တယောက်ရဲ့ပြောပြချက်ကြောင့်သာသိရတာကိုကျုပ်တို့တွေဟောဒီပန်းကော်ဖီမှာစုံပြီးဘီယာစုပ်ကြလေတိုင်းစကားဆက်မိရင်ဟန်နရီကသူ့ဘာကြီးဘလောက်ချမ်းသာကြောင်းမစားရအညော်ကန်ကြွားပြီးဒီအဖိုးကြီးတေခဲ့တော့သူ့အမွေတွေဘယ်လူဆက်ခံပါမလဲလို့တွေးပြီးပူရတာအမောလန်ဒန်ကသူ့ဆွေမျိုးတေသွားတော့ဟန်နရီဟာသူ့ဘာကြီးအကြောင်းတွေမကြားမသိရတော့ဘူးအဆက်ပြတ်သွားတဲ့သဘောပေါ့ဒီမှာတင်ဟန်နရီဟာသူ့ဘာကြီးတေရင်အမွေတွေသစိမ့်တရံစာလက်ထဲရောက်ကုန်တော့မှာပဲလို့တောကတွေဖြစ်ပြီးမစားနိုင်မတောက်နိုင်နဲ့တော်တော်ကြီးပိန်သွားရှာတယ်သူ့မှာမြောင်မီးကဲကင်မိသလိုပြာရခတ်ပြီးဘလို့လုပ်ရင်ကောင်းမလဲဩစတြေးလျကိုပဲလိုက်သွားရကောင်းမလားနဲ့ဖြစ်နေတော့မှဘီလီချမ်ဘာစ်ကဇရိတ်သက်သာတဲ့အကြံဉာဏ်တစ်ခုပေးတယ်ဟန်နရီအနေနဲ့သူ့ဘာကြီးစီကိုတနိုင်ငံကြားမှာအသက်ကြီးပြီဖြစ်တဲ့ဘာကြီးတော်ဟာကြည့်ရှုမဲ့ဆွေမျိုးရင်းချာမရှိပဲတူတော်မောင်ဖြစ်တဲ့မိမိနဲ့လာနေရင်အသက်ထက်ဆုံးကောင်းမွန်စွာပြုစုစောင့်ရှောက်မဲ့အကြောင်းအနုအညွတ်စာရေးဖို့ပေါ့အဲ့ဒီစာရေးဖို့ဟာတယောက်တစ်ပေါက်ဝိုင်းပြီးအကြံဉာဏ်ပေးလိုက်ကြတာနောက်ဆုံးတော့အင်မတန်လှပသေးတတ်တဲ့စူပေါင်းသမဝါယမစာတစ်စောင်ဖြစ်သွားပါလေရောလှဆိုစာရွက်ကပန်းရောင်မှာအနားတော်ကလေးတွေနဲ့စာအိတ်ကအစိမ်းရောင်လေးလေဘီလ်ချမ်ဘာစ်ကတော့စာကိုအခောက်ခောက်ပြန်ဖတ်ပြီးဒီစာကိုဖတ်လို့မှစိတ်မထိခိုက်ရင်မင်းအဖိုးကြီးဟာတန်မဏိအသေးနှလုံးပိုင်ရှင်ပဲလို့တောင်ဟန်နရီဝေါကာကပြောတယ်ဒီစာထည့်လိုက်ပြီး၄လလောက်ကြာတော့ဟန်နရီဘာကြီးတော်စီကစာပြန်လာတယ်စာထဲမှာပါတာကတော့တူတော်မောင်ဟန်နရီရဲ့စေတနာကိုကျေးဇူးတင်ကြောင်းအင်္ဂလန်ကိုပြန်လာပြီးအယိုးထုတ်ဖို့သူ့မှာလည်းစိတ်ကူးရှိကြောင်းအကယ်၍အင်္ဂလန်သို့ရောက်ခဲ့သည်ရှိသောတူတော်မောင်ဟန်နရီစီရောက်အောင်လာခဲ့မဲ့အကြောင်းတွေပါတယ်ကျုပ်တို့တွေအားလုံးဟာဒီစာကိုဖတ်ပြီးတော့ဒိုရောင်းရင်ကြီးဟန်နရီတော့ဇာတာဆန်းလက်တက်လာပြီလို့ဝိုင်းပြီးဝမ်းသာအားရဖြစ်ကြတယ်ဒါပေမဲ့ဟိုခွေးမသားလူရုပ်မှာဘော့ဘရတီဆိုတဲ့ကောင်ကတော့နှာခေါင်းရှုံပြီးငါကတော့မင်းတို့ဟန်နရီရဲ့အဖိုးကြီးကိုမျက်စိနဲ့တက်အပ်မြင်မှပဲယုံတော့မယ်ငါတော့မင်းပါကြီးကမင်းရံကိုကြောက်လို့ဩစတြေးလျကိုပြောင်းပြေးတယ်ထင်တာပဲလို့ဆိုတော့ဟန်နရီကရှူးရှူးရှားရှားနဲ့ဒေါ်အပွားကြီးပွားပြီးဟဲ့ကောင်ဘော့ဘရတီမင်းထင်တာတွေစောက်ရိုင်းပြောမနေနဲ့တို့ပါကြီးဩစတြေးလျသွားတော့ငါတောင်မမွေးသေးဘူးကွာဒါဖြင့်မင်းအဖေကြီးကိုကြောက်လို့ဖြစ်မှာဘောကွာသူများကိုမခံကြီးမခံသာပြောရမယ်ဆိုရင်ဘယ်တော့မှအလျှော့ပေးလိမရှိတဲ့ဘော့ဘရတီကစက်ကလိတော့သူတို့ဟာတယောက်နဲ့တယောက်တော်တော်လေးစကားများကြသေးတယ်အဲ့ဒီနောက်ပိုင်းတော့ဘော့ဘရတီကဟန်နရီကိုလမ်းမှာတွေ့တိုင်းဟဲ့ကောင်ဟန်နရီဩစတြေးလျကလာတဲ့မင်းပါကြီးနေကောင်းလားတို့အိမ်များခေါ်လာပြီးလဲပါစေအောင်ကွာအိမ်ထဲကြီးကုတ်နေလို့ဘယ်ကောင်းမလဲအထူးသဖြင့်မင်းအိမ်မျိုးကပိုဆိုးတာပေါ့အဲ့ဒီလိုဟန်နရီဘာကြီးပဲအင်္ဂလန်ပြန်ရောက်ပြီးဟန်နရီတို့အိမ်မှာလာနေသလိုပြောဆိုနောက်ပြောင်လေးရှိတယ်ငကိုကစကားများများမပြောတတ်တဲ့လူအေးဟန်နရီဟာဘော့ဘရတီဒီလိုပြောတာကိုစိတ်ဆိုးယုံကလွဲလို့ဘာပြန်ပြောရမှန်းမသိဖြစ်နေရှာတယ်စိတ်ထဲမှာလဲသူ့ဘာကြီးဟာအင်္ဂလန်ကိုပြန်မှလာပါတော့မလားလို့အကြီးအကျယ်စိုးရိမ်ကြောက်ကြနေရှာတယ်ဒါကြောင့်အိုးမလုံးအောင်ပွင့်ပြီးသူ့ဘာကြီးအကြောင်းမေးမိတဲ့လူတိုင်းရန်တက်တရုပြုတ်နေတော့တာပဲဒီလိုနဲ့ဟန်နရီဘာကြီးစီကပြန်စာရပြီး6လလောက်ကြာတဲ့ညတညမှာကျုပ်တို့တွေထုံးစံအတိုင်းပန်းကော်ဖီမှာစုံကြတော့တောက်ရင်းစားရင်းနဲ့အချုပ်ဆရာဒီကီဝစ်ကဘော့ဘရတီကိုဟေ့လို့ပေါ့မင်းအိမ်မှာဘယ်ကအဖိုးကြီးတယောက်ရောက်နေတာလဲကွာ
ဒီတော့ Bob Ritty ကတောက်လက်စဘီယာခွက်ကိုစပွဲပေါ်မှာတေးသေးချာချာချလိုက်ပြီး Dicky Weed ကိုမယုံသင်္ကာရှိတဲ့မျက်နှာထားနဲ့အဖိုးကြီးဟုတ်လားမင်းဘာတွေပြောနေတာလဲဟိုအဖိုးကြီးလေကွာမုတ်စိမ်မွေးပတိုင်းမွေးဖြူဖြူနဲ့စကားပြောရင်တန်သေးတန်ကြောင်နဲ့အဖိုးကြီးပေါ့မင်းအိမ်မက်မက်နေတာထင်ပါရဲ့ Dicky ဟာအဲ့ဒီလိုဆိုတော့ Bill Chambers ကဘဲကလာ Dicky အိမ်မက်မက်တာဟုတ်ရမှာလဲငါလည်းမြင်တယ်ကွာ Bob Ritty ကသူ့ဘီယာခွက်ကိုစပွဲပေါ်ချွင်ကနေပြန်ဆောင်ချလိုက်ပြီးအိုးမင်းလည်းမြင်တကူငါအိမ်မှာဘသူရှိတယ်ဘယ်ဝါရှိတယ်ဆိုတာတွေကိုမင်းတို့နဲ့ဘာမှမဆိုင်ဘူးကွာဘာသဘောနဲ့မင်းတို့ကငါအိမ်ကိုလာချောင်းနေကြတာလဲဟဲ့ချောင်းတာမဟုတ်ဘူးကွာတို့သွားရင်လာရင်နဲ့တွေ့တာမင်းအိမ်ကိုချောင်းနဲ့ထင်းအောင်မင်းကဘာမဟုတ်တာတွေလုပ်နေလို့လဲကွာ Bill Chambers ကပြန်နှံတော့ Bob Ritty ကလည်းဆက်ဆက်ထိမခံဘာလို့ပေါ်ကွာမင်းတို့နဲ့မဆိုင်ရင်ဝင်မရှုံနဲ့မင်းတို့ကိစ္စဆိုရင်လည်းငါကင်းကင်းနေတာပဲမဟုတ်လားဒီတော့ Bill Chambers ကကျုပ်တို့အားလုံးကိုမျက်စိဝေ့ကြည့်ပြီးဒီလိုကွာတနေ့ကငါအိမ်အပြန် Bob Ritty အိမ်ရှိကဖြတ်အသွားအိမ်ငန်းပရင်းပေါက်မှာအဖိုးကြီးတယောက်ရဲ့မျက်နှာကိုတွေးလိုက်တယ်ဘသူများပါလိမ့်လို့ငါတွေးနေလို့မှမဆုံးသေးဘူးတကယ်လက်ကြီးတစ်ဖက်ထွက်လာပြီးအဖိုးကြီးကိုဆွဲသွင်းသွားတယ်ကွာအဲ့ဒီလက်ကြီးကလည်းညစ်ပတ်လိုက်တာလွန်ပါရောတေးသေးချာချာမြင်ရတာဒီတော့ Dicky Weed ကလည်းနောက်ပြီးအဲ့ဒီအဖိုးကြီးကချောင်းချောက်တဟုံဟုံစိုးနေတာလဲငါတေးသေးချာချာကြားရတယ်ကွာ Bob Ritty က Dicky Weed ဘက်ဆက်ခနဲလှဲ့လိုက်ပြီးဟာမင်းကကြားတတ်လှကြီးလားကွာအေးနောက်ကိုမင်းမကြားချင်တာတွေကြားမနေရဖို့ပဲသတိထားပြီးတော့ကို့လူလို့ဒေါနဲ့မောနဲ့ပြောပြီးကလထိုင်ကိုဖနှောက်နဲ့ဝုန်းကနေနောက်ပြန်ကန်ပြီးစိုင်ထဲကထွက်သွားတော့တယ်သူဘာကြောင့်တလောက်စိတ်ဆိုးသွားတယ်ဆိုတာကျုပ်တို့မတွေးတတ်အောင်ပဲပို့ပြီးအန်ဩစရာကောင်းတာက Bob Ritty ဟာသူ့ဘီယာခွက်ထဲကဘီယာတွေတဝက်ကြော်ကြော်ကြီးခြံထားခဲ့တာပဲ Sam Jones က Bob Ritty ရဲ့ကြောပြင်ကြီးကိုကြည့်ပြီးဒီကောင်မဟုတ်တာတခုခုတော့လုံနေပြီကွာမင်းတို့စောင့်ကြည့်ကြပြီးတော့ငါထင်လိုက်ရင်မလွဲဘူးနောက်ရက်တွေမှာတော့ Bob Ritty ရဲ့အိမ်ဟာလူတကာရဲ့ချောင်းကြည့်ခွင်းကြီးဖြစ်နေတော့တာပေါ့သူ့အိမ်ရှိဖြတ်သွားတဲ့လူတိုင်းဟာပရင်းပေါက်ကိုလှမ်းမကြည့်တဲ့သူရဲလို့မရှိတော့ဘူးခလေးတွေဆိုတာများထူးဆန်းတဲ့အဖိုးကြီးကိုမြင်ရနိုးနဲ့တနေ့ကုန် Bob Ritty ရဲ့အိမ်ရှိမှာစော်ကစားနေကြတယ်တခါတော့အဖိုးအိုဟာပရင်းပေါက်ဝမှာရုပ်ထုကြီးတရုပ်လိုတောင်းကြီးထိုင်နေတာတွေ့ကြရတဲ့နောက်ပြီးအဲ့ဒီအဖိုးအိုဟာ Bob Ritty ကလမ်းမှာတွေ့လို့ခေါ်ယူကျွေးမွေးထားတဲ့အင်ဂျီယာမဲ့တယောက်ဖြစ်တယ်လို့လည်းပြောကြတယ်Bob Ritty ကဒီအဖိုးအိုကိုစိတ်စေတနာကောင်းနဲ့ကျွေးမွေးထားပေမဲ့လူတွေကသူ့ကိုအကောင်းမထင်ပဲကဲ့ရဲ့တင်းကြိုကြမှာစိုးလို့ဖွင့်မပြောတာတဲ့သို့တော်ဒါတွေကိုဘယ်သူမှမယုံပါဘူးလေယုံစရာလည်းမရှိပါဘူးအဖိုးအိုကတခါရွာထဲထွက်လမ်းလျှောက်ဖူးပါရဲ့ဒါပေမဲ့ Bob Ritty ဒါမှမဟုတ်သူ့မိန်းမကအမြဲနောက်ကကပ်ပါနေတာပဲအဖိုးကြီးကိုစကားဆက်ပြီးပြောမယ်ကြံရင်သူတို့လင်မယားကအဖိုးအိုနားထိုင်းနေလို့ဘာမှမကြားဘူးဘာညာနဲ့ကာစီလှုပ်ပြီးအမြန်ဆွဲခေါ်သွားကြတယ်တညက်နေတော့ပန်းကော်ဖီမှာလူစုံတော့ Dicky Weed ကအမောတကောနဲ့ရောက်လာပြီးလူအများအသက်ရှူမှားစေမဲ့သတင်းကိုပြောတော့တာပဲဟဲ့လူတွေကျုပ်ကူပဲစာတိုက်ကလာခဲ့တာစာတိုက်မှာတော့ Bob Ritty အိမ်ကအဖိုးကြီးအတွက်စာတစ်စောင်ရောက်နေတာတွေ့ရတယ်ဗျို့မင်းကလည်းဒါများအစမ်းလို့အထိတ်တလန့်ပြောနေရသေးတယ် Henry Walker ကလှမ်းပြီးအပြစ်ပြောတော့ Dicky Weed က Hey Henry ငါ့ကိုတောက်ရမ်းအပြစ်မတင်နဲ့ကွာစမ်းမစမ်းတော့မသိဘူးစာအိတ်ပေါ်ကလိပ်စာက Mr. Joshua Walker ဆိုတာတော့ငါသေးသေးချာချာမျက်စိနဲ့တက်အပ်မြင်ခဲ့ရတာပဲမောင်ကြီးကဲမင်းဘာပြောမလဲအောင်မလေးဒီတော့မှ Henry Walker ဟာတခါတည်းဆွတ်ခုံတော့တာပဲစိတ်တွေးရေးပေါ်ဆိုတာခုမှ Bob Ritty ရဲ့အကြံကိုကွင်းကွက်ကြီးသဘောပေါက်ကြတော့တာကိုအဲ့ဒီနားထိုင်းနေတဲ့အဖိုးကြီးဟာ Henry Walker ရဲ့ဘာကြီး Joshua Walker Bob Ritty ကသူ့ကိုယ်သူ Henry Walker ရဲ့လို့ပုံမှားရိုက်ပြီးအဖိုးကြီးကိုအပိုင်စီးထားတာပေါ့Henry Walker ဟာမြောင်မီးကဲကင်မိသလိုခုံဆွလှုပ်ပြီးငါးပါးကြီးကိုခိုးထားတဲ့လူကာလနာတိုက်ပါစေတေချင်းစိုးတဲ့တေပါစေတမျိုးလုံးတဆွေလုံးဝမ်းရောဂါကြပါစေဘာညာနဲ့စုံလို့သူ့ပါဇက်ထဲတွေးသမျှဆဲလိုက်ဆိုလိုက်စူလိုက်ပူလိုက်တာဆိုင်ရှင်စမစ်ကသူ့ကိုတိတ်တော့လို့လေးကတိတောင်သတိပေးတာမရတော့လို့ဆိုင်အပြင်ဆွဲထုတ်ပြီးတိတ်မနေမချင်းဆိုင်ထဲပြန်မဝင်ခဲ့နဲ့လို့အမိန့်ထုတ်ပြရတဲ့အထိပါပဲHenry ကအပြင်မှာ9မိနစ်လောက်နေပြီးမှဆိုင်ထဲပြန်ဝင်လာခဲ့ပြီးတော့တနာစရာကောင်းလောက်အောင်လူတကာကိုဘာလို့ရမယ်ဆိုတာလိုက်ပြီးအကူအညီတောင်းနေတယ်ဒီတော့ထုံးစံအတိုင်းတယောက်တစ်ပေါက်ကောင်းလို့ရအကြံဉာဏ်တွေဝိုင်းပေးလိုက်ကြတော့တဆိုင်လုံးစူညံလာပြန်တော့ဆိုင်ရှင်စမစ်ကစိတ်မရှိနိုင်တော့ပဲဒီလိုသာစီးကမ်းမရှိစူညံနေကြရင်ဆိုင်ကိုစောပိတ်မယ်လို့ချင်းချောက်နေတော့မှာပဲဆိုင်အပြင်ဘက်ကတရွှေလေးချွန်တန်ကြားရပြီးခွေးမသာ Bob Ritty ဟာဆိုင်ထဲဘွားကနေပေါ်လာတော့တယ်သူဆိုင်ထဲခြေတလှမ်းချမိတယ်ဆိုရင်ပဲ Henry ကပြစ်နှစ်ဆဲတော့တာပါပဲBob ကတော့သူ့ကိုအားရပါရဆဲနေတဲ့
ဘော့ကတော့သူ့ကိုအားရပါရဆဲနေတဲ့ဟန်နရီကိုအင်မတန်အံ့အားသင့်တဲ့မျက်နှာထားနဲ့ကြည့်နေရင်ဟာကောင်ရဘာဖြစ်နေတာလဲအစဲယောဂါထပြီးယူများနေသလားဟဲ့ခွေးသခိုးငါဘာကြီးပြန်ပေးဟန်နရီကအာကောင်ချစ်ပြီးអော်တယ်ဒါပေမဲ့ဘော့ဘရတီကအေးဆေးပဲမင်းမှားနေပြီဟန်နရီမင်းဘာကြီးကိုငါဘယ်လိုလုပ်ခိုးရမှာတော့ဒါဖြင့်မင်းအိမ်ကဂျော်ရှူဝါကာဆိုတာဘာတူလဲဟဲ့အော်ဒါလားနာမည်သာတူတာပါကွာဒီကဘာပေါ်မှာဂျော်ရှူဝါကာတွေအများကြီးရှိနိုင်ပါတယ်ကွာငါအိမ်ကဂျော်ရှူဝါကာကမင်းဘာကြီးမဟုတ်ပါဘူးတခြားအဖိုးကြီးတယောက်ပါငါလိမ်မပြောဘူးဟန်နရီကဝုန်းကနေထရက်ပြီးအိုးနားမလဲဘူးငါခုသွားမေးမယ်နောက်ပြီးမင်းငါဘာကြီးကိုမင်းဘလို့ကောင်းလဲဆိုတာကိုတေးသေးချာချာရှင်းပြရလိမ့်မယ်ဒီအချိန်ဆို तू အိတ်နေပြီကွာသွားပြီးမနှောက်ရှက်ပါနဲ့ဘော့ဘရတီကလူကြီးလူကောင်းလေတံနဲ့ဟန့်တားတော့ဒါဖြင့်မနဲ့မိုးလင်းလင်းချင်းငါလာမယ်အိုးငါအိမ်တော့မင်းလာစရာမလိုပါဘူးဘယ်နဲ့ငါ့ကိုရစရာမရှိအောင်ဆဲဆိုထားပြီးတော့မှငါအိမ်အရေးတောင်မင်းမနှင်းပါနဲ့တော့ငါစင်းရဲသားတယောက်ပါဒါပေမဲ့မာနတော့ရှိပါသေးတယ်ခွနောက်ပြီးတစ်ခုထပ်ပြောရအောင်မယ်ဒီအဖိုးကြီးကအားကိုးစရာမရှိလို့ငါကစေတနာထားပြီးအိမ်မှာခေါ်ယူကျွေးမွေးထားတဲ့လူပါမင်းနဲ့ဘာသွေးသားမှမတော်ဆက်ဘူးဒီတော့မင်းဒီသေးကန်ဒီအဖိုးကြီးကိုအနှောက်အယှက်မပေးပါနဲ့မင်းကိုဒီအဖိုးကြီးကတပတ်ဘလောက်ပေးထားသလဲပေါ့ဘေးချမ်ဘာစ်ကမေးတော့ဘော့ဘရတီကမကြားချင်အောင်စောင်းနေတယ်တနင်္ဂနွေတုန်းကဖျားရှိခိုးเจ้าမှာမင်းမိမကအုတ်ထုတ်အသစ်ဆက်ဆက်ကိုစောင်းလို့ဆိုပါလားမင်းမိမဟာမင်းနဲ့ညားပြီးကြတဲ့ကတခါမှအုတ်ထုတ်သစ်မဝယ်နိုင်ဘူးကူးမှပဲလို့ငါမိမကပြောတယ်ကွာနှုတ်ပြီးမင်းအိမ်ပရင်းပေါက်ခန်းစီအသစ်တွေကောဘဲကရတယ်လဲပီတာဂါဘင်းကမေးပြန်တယ်ဒီတော့ဘော့ဘရတီကသူ့တောက်လက်စဘီယာကိုအကုန်လုံးမော့ချလိုက်ပြီးဘာတခေါမှမပြောပဲခြေတံပြင်းပြင်းနဲ့ထွက်သွားတော့တယ်ဒီတော့ဘီလ်ချမ်ဘာစ်ကအင်မတန်ခံပြင်းတဲ့မျက်နှာနဲ့မင်းဘာကြီးကိုသူ့အိမ်မှာအကျဉ်းချထားတာကွာဟန်နရီမင်းဘာကြီးပုံကိုကြည့်ရတာကလည်းအသက်ကြီးလာပြီကွာတငယ်တောင်ပြန်နေရောမယ်ဘာမှမှတ်မိပုံလည်းမရဘူးကွာဒီတော့ဘော့ဘရတီကမင်းဟန်ဆောင်ပြီးအဖိုးကြီးစီကငွေတွေအုပ်နေမှသေးကြတယ်ဒီစကားကြတော့ဟန်နရီဝေါကာဟာဒေါသကြောင့်အယူတစ်ပိုင်းဖြစ်နေတာပဲနေ့စဉ်နေ့တိုင်းဘော့ဘရတီအိမ်ရှိမှာနိုင်ပေါင်းများစွာလမ်းသလားရင်အဖိုးကြီးနဲ့စကားပြောခွင့်ကိုစောင့်တယ်ဒါပေမဲ့ဘော့ဘရတီကအလစ်ကိုမပေးဘူးတရွာလုံးကဟန်နရီဘက်ကနာပြီးဘော့ဘရတီကိုစိတ်ဆိုးကြပေမဲ့သူတို့လည်းဘာမှမတတ်နိုင်ဘူးဒီလိုနဲ့ကံကောင်းကျင်တော့မမျှော်လင့်ပဲဟန်နရီအတွက်အခွင့်အရေးကောင်းရလာတယ်ကျုပ်တို့တွေကညက်နေပန်းကော်ဖီမှာတောက်ရင်းစားရင်ဟန်နရီဘာကြီးအကြောင်းပြောနေကြတော့ဘုံဆိုအဖိုးကြီးကိုယ်တိုင်ဆိုင်ထဲဝင်လာတာပဲပြုတခန်းလုံးကရုတ်တရက်တိတ်သွားပြီးအဖိုးကြီးကိုပဲကြောင်ကြည့်နေကြတယ်သူကတော့ဇပွဲတစ်လုံးမှာဝင်ထိုင်ပြီးဂျင်နဲ့ဘီယာတစ်ခွက်ကိုမှားတောက်နေတော့တာပဲကျုပ်တို့အထဲမှာပထမဆုံးဟန်နရီကိုသတိရတာကတော့ဘီလ်ချမ်ဘာစ်ပဲဒီအချိန်မှာဟန်နရီကလည်းဆိုင်ကိုမရောက်သေးတာနဲ့ဘီလ်ကဟန်နရီကိုခေါ်ဖို့ဆိုင်ထဲကအမြန်ဆုံးထွက်သွားတော့တယ်မကြခင်မှာပဲနှစ်ယောက်သားဟောဟဲလိုက်ပြီးပေါက်ချလာတော့တယ်ဘီလ်ကအဖိုးကြီးကိုလက်ညှိုးထိုးပြရင်ဟောဟိုမှာမင်းပါကြီးဆိုတော့ဟန်နရီခမဝမ်းသာလွန်းလို့တကိုယ်လုံးတုံရင်ပြီးအချိုသာဆုံးအပြုံးမျက်နှာနဲ့အဖိုးကြီးနားကိုမဝင်မရဲလေးကတ်သွားပြီးနေကောင်းလားပါကြီးလို့နှုတ်ဆက်တော့အဖိုးကြီးကခက်စိမ့်စိမ့်ပဲပြန်ကြည့်ပြီးអော်တယ်ဘာပြောတယ်အော်နေကောင်းလားလို့မေးတာပါဒီတော့အဖိုးကြီးကသူ့နားတစ်ဖက်လက်ဝါးနဲ့ကာရင်ကျဲပြောပါကွာငါကနားသိမ့်မကြားရဘူးဒီတော့ဟန်နရီကအတန်ကျဲနဲ့ဘာကြီးနေကောင်းလားကျွန်တော်ဘာကြီးတူဟန်နရီဝေါကာလေအော်မင်းကိုဘော့ဘရတီကမင်းအကြောင်းတွေအကုန်ပြောပြပါရဲ့ဟမ်ဒီကောင်ကဘာတွေပြောသလဲသူ့စကားတော့နားမယောင်လိုက်ပါနဲ့ဘာကြီးရဲ့ဘော့ဘရတီကဖျားစာတော်မှန်မှန်ကန်ကန်ဆိုတဲ့လူမျိုးမဟုတ်ပါဘူးမသိဘူးလေခွာသူကပြောတော့မင်းကငါငွေတွေကိုမျှော်မှန်းနေတယ်ဆိုဒါသူ့ထွင်လုံးမှာဘာကြီးอ่ะသူကသာဘာကြီးငွေတွေကိုခြူမဲ့လူအစ်စ်သူ့အိမ်မှာဘာကြီးနေဖို့လည်းမသင့်ပါဘူးအင်မတန်ကြက်တရေရုပ်တဲ့မိသားစုပါမယုံရင်ဟောဒီတရွာလုံးမေးကြည့်သူ့အကြောင်းဆိုပါဇက်တနလွန်းလို့ပြောတော့မပြောချင်ကြဘူးအဖိုးကြီးကတဆိုင်လုံးမှာရှိတဲ့လူတွေကိုမယုံသင်္ကာမျက်လုံးနဲ့ကြည့်လိုက်ပြီးလူတိုင်းကငါပတ်စံနေရဖို့ကြံစည်နေကြတာပဲတယောက်မှမကောင်းဘူးကျွန်တော်ဒီလိုလူစားမဟုတ်ဘူးဆိုတာဘာကြီးကျွန်တော်အိမ်လိုက်နေရင်မကြခင်သိပါလိမ့်မယ်ဘာကြီးဘီယာယူအောင်မလားဟင်ဟန်နရီကအဖိုးကြီးဘေးကကလတ်ထိုင်အသာဝင်းထိုင်ရင်မေးတော့အဖိုးကြီးကဆိုင်ရှင်စမစ်ကိုလှမ်းကြည့်ပြီးခတ်မှာပဲဂျန်နဲ့ဘီယာနောက်တစ်ခွက်ခုနကတော့လို့ဂျန်မခိုးနဲ့ကွာငါမကြိုက်ဘူးစမစ်ကသူ့ဆိုင်ဟာဘယ်တော့မှဒါမျိုးမလုပ်ဘူးလို့ဒေါ်ပွားပွားနဲ့ပြန်ပြောပေမဲ့အဖိုးကြီးကနားလေးတော့မကြားဘူးပေါ့
ဟန်နရီကစမစ်ကိုစိတ်မဆိုးဖို့ချော့မော့ပြောပြီးအဖိုးကြီးခွက်ထဲမှာဂျင်ကိုပိုပိုမိုမိုကလေးထည့်ပေးစေတယ်အဖိုးကြီးကသူ့ခွက်ထဲကဟာတငုံလောက်တောက်ပြီးမှကျေနပ်ပုံပေါ်သွားလို့ဟန်နရီစကားစမီပြောရတော့တယ်ဘာကြီးကျွန်တော်စီဘာလို့လာမနေတာလဲကျွန်တော်အိမ်မှာဆိုဘာမှလိုလေသေးမရှိအောင်ဘာကြီးကိုပြုတ်စုမှာပါဘောဘရတီကမင်းကငါအမွေတွေကိုချိန်နေတယ်ဆိုတော့ဘယ်မှာလာနေဝင့်မလဲကွာငါ့ကိုမြန်မြန်သိအောင်မလုပ်ဘူးလို့ဘသူပြောဝင်မှာတဲ့လေဒါကဘာကြီးနဲ့ကျွန်တော်ကိုတက်တက်ရန်တိုက်တာပါဗျာဒါဖြင့်မင်းကဘာကြောင့်ဒီလောက်တောင်ငါ့ကိုခေါ်နေတာလဲအော်ဘာကြီးကကျွန်တော်သွေးသားရင်ကြီးမဟုတ်လားဗျာအရေးကြီးတော့သွေးနီးမှဆိုတယ်မဟုတ်လားကျွန်တော်အိမ်ကဘာကြီးအိမ်ဖြစ်ရမှာပေါ့ဒါဖြင့်မင်းငါစီကငွေမလိုချင်ဘူးပေါ့အဖိုးကြီးကဟန်နရီကိုစိတ်စိတ်ကြည့်ပြီးမေးတယ်ဖះစုစိတ်မလိုချင်ပါဘူးဗျာဒါဖြင့်မင်းအိမ်မှာငါနေရင်ဘော်ဒါကတပတ်ဘလောက်ပေးရမလဲဟာဘာကြီးရလဲဗျာကို့တူအိမ်ကိုနေတာဘယ်မှာဘော်ဒါကပေးနေရမလဲဗျာဒီလိုစိမ့်စိမ့်ကားကားကြီးမပြောပါနဲ့ဘာကြီးရဲ့ဒီတော့အဖိုးကြီးကသူစဉ်းစားအောင်မယ်လို့ပြောတယ်ဟန်နရီကလည်းအခွင့်သာတော့မှုရင်းနှီးသွားအောင်သူ့အဖေအကြောင်းသူ့အမေအကြောင်းသူ့အဖေနှမဒေါ်လေးမာရီယာအကြောင်းဆွေကြောင်းမျိုးကြောင်းတွေပြောပြနေတော့အဖိုးကြီးကတော်တော့ဒီဝေါ်ကမိသားစုတွေအကြောင်းကနောက်ထပ်မကြားချင်ဘူးလို့ငေါ့တော့ဟန်နရီခမတီးပြင်စကားလမ်းကြောင်းလွှဲပြီးဩစတြေးလျအကြောင်းဘာကြီးမှတိုးတွေဘလောက်များကြောင်းသွားမေးမိကမှပိုဆိုးတော့တယ်အဖိုးကြီးကထိုင်ရာကဝုံကနေထပြီးစိတ်ဆိုးမှန်ဆိုးနဲ့ဟန်နရီဒီလိုမေးတာသူ့ပစ္စည်းတွေလိုချင်လို့ဆိုပြန်တယ်ဟန်နရီခမအဖိုးကြီးကိုတယူတသေးချော့မော့တောင်းပန်ရင်နောက်ထပ်ဂျင်နဲ့ဘီယာတစ်ခွက်အမြန်မှာပေးလိုက်ရတယ်ဒီတော့မှအဖိုးကြီးကစိတ်ဆိုးပြေသွားပြီးဟန်နရီစီမှာခဏတစ်ဖြုတ်လိုက်နေကြည့်မယ်ကြိုက်ရင်ဆက်နေမယ်မကြိုက်ရင်မနေဘူးသူနေစဉ်အခါမှာဘော်ဒါကလည်းတပြားမှမပေးဘူးလို့ခတ်မှမှာပဲပြောတယ်ဟန်နရီကပြောမပြနိုင်လောက်အောင်ဝမ်းသာသွားပြီးပြားရည်နဲ့တကာရောထားတဲ့မျက်နှာနဲ့ဟာဘာကြီးကပေးတာတော့ကျွန်တော်မယူပါဘူးဗျာဘာကြီးခုပဲကျွန်တော်အိမ်ကိုလိုက်ခဲ့မယ်မဟုတ်လားဟင်အဲ့ဒီလိုမေးလို့မှစကားမစုံသေးဘူးအရက်ဆိုင်တကားဝုံတိုင်းနဲ့ပွင့်လာပြီးဘော်ပရတီပြာကြီးပြာရနဲ့ဝင်လာတယ်သူကဟန်နရီမျက်နှာကိုတစ်ချက်လှမ်းကြည့်ရင်အဖိုးကြီးစီရှောက်သွားပြီးသူ့လက်တစ်ဖက်ကိုအဖိုးကြီးပခုံးပေါ်ပိုင်ဆိုးပိုင်နဲ့တင်လိုက်တယ်ပြီးတော့အင်မတန်မှစိုးရိမ်လှတဲ့လေသံနဲ့အမလေးကျုပ်မှရှာလိုက်ရတာမစ္စတာဝေါ်ကာရဲ့ဘယ်စီရောက်လို့ဘာတွေဖြစ်နေပလဲလို့အဲ့ဒီအခါကျတော့မင်းကိုမင်းဒုက္ခရှာမနေနဲ့တော့ပေါ့ဘာကြီးကဒီညကစပြီးငါအိမ်မှာလာနေတော့မှာတဲ့ဟန်နရီကကြွားကြွားဝန်းဝန်းမျက်နှာဘေးနဲ့ပြောလိုက်တော့ဘောပရက်တီကအဖိုးကြီးလက်မောင်းကိုစက်ခနဲ့ဖမ်းဆွဲလိုက်ပြီးဟာဒီလိုလုံးလို့ရမလားကွာ तू ကငါပေါ်တာပဲအခုပဲပြန်ခေါ်သွားရမယ်အဖိုးကြီးကိုဆွဲခေါ်တယ်အဖိုးကြီးကန်လန်နဲ့ပါအသွားရုတ်တရက်ဘာလို့ရမှန်းမသိဖြစ်နေတဲ့ဟန်နရီဟာထိုင်ရာကဝုံကနေဝမ်းရထိုးပြီးအဖိုးကြီးခြေထောက်ကိုတအားသိမ့်ဖက်လိုက်တာခြေတစ်ချောင်းကိုဆွဲမိတယ်ဒီတော့ဘောပရက်တီကအဖိုးကြီးညာလက်ဟန်နရီကအဖိုးကြီးဘယ်ခြေထောက်ကတ်ကြီးလိုကားရကြီးဖြစ်နေတော့ဘောပရက်တီကဟန်နရီကိုမျက်တောင်ညီကြီးနဲ့ကြည့်ရင်ဟဲ့ကောင်ငါပေါ်တာကိုလွှတ်လိုက်ကွာဟန်နရီကအမဟာငါအင်မတန်ချစ်တဲ့ငါဘာကြီးကိုငါအိမ်ခေါ်သွားရမယ်ကွာအဖိုးကြီးကိုသူတို့နှစ်ယောက်တအားဆွဲကြတော့အဖိုးကြီးကိုဟာတော်တော်နာပြီးဟဲ့အတူရကဲနှကောင်ငါ့ကိုများတန်မဏိနဲ့လှုပ်ထားတယ်မှတ်နေကြသလားနှစ်ပိုင်းပြတ်တော့မယ်ဟဲ့လွတ်ဆိုကိုလွတ်ကြဒါပေမဲ့ဘယ်သူမှမလွတ်ကြဘူးအဲ့ဒါလိုယုံရင်းဆန်ခတ်ဖြစ်နေကြတော့ဆိုင်ရှင်စမစ်ကတဲကြီးမခံနိုင်တော့အားလုံးကိုဆိုင်ထဲကထွက်သွားအပြင်မှာဖြစ်ချင်တယ်လို့ဖြစ်ကြဆိုတော့ဘောပရက်တီကဒီအဖိုးကြီးကကျုပ်ပေါ်တာဗျသူသွားမယ်ဆိုရင်ထုံးစံအတိုင်းကြိုတင် note ပေးရမယ်အနည်းဆုံးတပတ်စာရော်ကြီးပေးရမယ်ဒီတော့ဟန်နရီကဟေးမင်းတပတ်စာရော်ကြီးဘလောက်လဲကွာ10 ရှီလင်အဲ့ဒီမှာဟန်နရီအိတ်ထဲ4 ရှီလင်နဲ့ပါလို့ဆိုင်ရှင်စမစ်က6 ရှီလင်ချီးပေးလိုက်ရတယ်ဒီလိုအပေးယူလုပ်ပြီးတော့ဘော့ကဟန်နရီကိုဘာထင်တယ်ညာထင်တယ်နဲ့ပြောဆိုရေရွတ်ပြီးပြန်သွားတယ်ဟန်နရီကတော့အဖိုးကြီးသူရလာပြီးမှုဝမ်းသာလွန်းလို့ခုံဆွနဲ့အဖိုးကြီးလက်ကိုဆွဲပြီးသူ့အိမ်ကိုခေါ်သွားတယ်ဟန်နရီဝေါ်ကမိန်းမလည်းသူ့လင်ကောက်ရလာတဲ့ရွှေတုပ်ကြီးကိုဂယုတစိုက်ကျွေးမွေးလိုက်တာမိဘရင်းထက်တောင်ပိုပါသေးအဖိုးကြီးကလည်းချော်မှန်းသီးလေဂန်းတက်လာလေးဆိုတဲ့ခလေးစိုးကြီးလိုပဲလိုလားချက်တွေအမျိုးမျိုးတောင်းပြီးဘိုးကျနေတော့တာပေါ့ဟန်နရီရဲ့ခလေးဒါဇင်ဝက်လောက်ကမျက်နှာလိုမျက်နှာရမိဘများတင်ပေးတဲ့အတိုင်းညအိတ်ခန်နီးလာပြီးသူ့ကိုနန်းရှုံနှုတ်ဆက်တာမကြိုက်ဘူးမလုပ်ရသူဝက်ဥချောင်းတွေမြေရီရှက်ရီစားနေတော့ခလေးတွေလာမကြည့်ရသူအိတ်ဖို့ကိုလည်းဟန်နရီဝေါ်ကအိတ်ခန်းကိုဖယ်ပေးရပြီးဟန်နရီကသား3ယောက်နဲ့တခန်းဟန်နရီကတော့ကသမီး3ယောက်နဲ့တခန်းလင်မယားချင်းခွဲအိတ်ကြရတယ်အဖိုးကြီးဟန်နရီတို့အိမ်ရောက်ပြီးနောက်တစ်နေ့မှာပဲဘောပရက်တီဟာတော့ကလောက်ခတ်ထားတဲ့တစ်တာတစ်လုံးကိုလာပို့တယ်အဖိုးကြီးပစ္စည်းပေါ့ဒီတစ်တာလာပေးရင်လည်းဘော့ကအဖိုးကြီးကိုအင်မတန်မှယိုသေးလေးစားစွာနဲ့စကားပြောဆိုနေတာကိုကြည့်ပြီး
ဟန်နရီစိတ်ထဲဒီကောင်အဖိုးကြီးသူ့အိမ်ပြန်လာခြင်းအောင်ဆွဲတရားဟောနေတာပဲလို့မခံချင်ဖြစ်မိနေသေးတယ်လေဘောဘရီတီပြန်သွားတော့တစ်တာကိုဟန်နရီကအပေါ်တက်ယူသွားပြီးအဖိုးကြီးကရင်အောက်ကိုတွားထားပေးလိုက်တယ်ဒါကအရေးအကြီးဆုံးပစ္စည်းပေါ့အဖိုးကြီးကဒီတစ်တာကိုအနီးအနားမှာဘယ်သူမှမရှိတဲ့အချိန်ကြမှာဖွင့်လေရှိတယ်ဟန်နရီဝေါကာမိန်းမဆိုတာဒီတစ်တာထဲဘာတွေရှိသလဲဆိုတာသိကျင်လွန်းလို့တပိုင်းကိုသေးနေတာပဲတခါတော့ဟန်နရီကအဖိုးကြီးကိုမေးတယ်ဘာကြီးဟိုကောင်ဘောပရတီအိမ်မှာနေတော့ဒီတစ်တာထဲကပစ္စည်းတွေများသူနှိုက်ယူထားသေးလားမသိဘူးနော်ဒီတော့အဖိုးကြီးကဘာရမလဲကွာငါတစ်တာကိုအမြဲတော့ခတ်ထားတာပဲဟုတ်မှာပါလေတစ်တာပုံကြည့်ရတာကဩစတြေးလျလို့ဆိုတော့တော်တူလို့ဖွင့်ရမှာမဟုတ်ဘဲလို့ဟန်နရီကစကားနှိုက်ကြည့်တော့အဖိုးကြီးကမျက်နှာထားကြီးနဲ့ဟေးကောင်မင်းနောက်ထပ်ဒီဩစတြေးလျအကြောင်းမင်းပါဇက်ထဲကတခွန်းဟရင်ဖြင့်မင်းအိမ်ကငါချက်ချင်းထွက်သွားပဲပတ်စံလဲတပြားမှပေးခဲ့မှာမဟုတ်ဘူးမှတ်ထားဒါကြောင့်ဟန်နရီဩစတြေးလျအကြောင်းနောက်ထပ်မဟဝန်တော့ဘူးအဖိုးကြီးစာတို့စာရှည်ရေးနေတာတွေလဲဘာညာရေးလဲမမေးဝံဘူးအဖိုးကြီးကလည်းသူ့စီလာတဲ့စာတွေကိုဟန်နရီဝေါကာမိန်းမဆက်စုမှာစိုးလို့ဆိုပြီးဘောဘရတီကတဆင်ပို့ခိုင်းတယ်လေအဖိုးကြီးကမနေ့တိုင်းဘောဘရတီအိမ်ကိုတွားပြီးသူ့အတွက်စာတို့ဘာတို့ရောက်မရောက်စုံစမ်းလေးရှိတယ်အဖိုးကြီးကအဲ့ဒီလိုကြီးနေခဲ့တာ3လလောက်ရှိသည့်တိုင်အောင်ချူးတပြားမှမထွက်ခဲ့ဘူးဟန်နရီဝေါကာတို့စရင်စရာတွက်ကြည့်တော့တော်တော်ဘတ်ဂျက်ထိခိုက်နေပြီသူစားချင်တာတောက်ချင်တာတွေကျွေးမွေးရတဲ့အပြင်အပိုကုန်ခန်းရတာကရှိသေးတယ်ဟန်နရီတို့အိမ်ကပစ္စည်းတွေကိုအဖိုးကြီးကယူပြီးဝေတန်တရာလှုပ်ပစ်တာပဲဥပမာပြရမယ်ဆိုရင်တနေ့မနက်စာစားပွဲမှာဟန်နရီကတော်ကသူ့ကြက်မတွေဥမှန်မှန်ဥနေရက်သားနဲ့ကြက်ဥတွေခါတိုင်းလောက်မရတဲ့အကြောင်းဥကန်ဒီကြက်မတန်းမှ2ကောင်လဲအခိုးခံရကြောင်းစိတ်ပြက်လက်ပြက်နဲ့ပြောတော့အဖိုးကြီးကတောက်လက်ဆလက်ဖက်ရည်ပကံကိုစောင့်ချပြီးအဲ့ဓာတွေအခိုးခံရတာမဟုတ်ဘူးဟဲ့မနေ့မနက်ကငါဘောပရတီကိုတွားပေးလိုက်တာဟန်နရီမယားအသက်ရှူမှားသွားပြီးဟင်ဘောပရတီကိုတွားပေးတယ်ဟုတ်လားဘာဖြစ်လို့လဲဘာဖြစ်ရမလဲသူကတောင်းလို့ဘောကွာအမနင်ကငါ့ကိုဘာပြုတ်လို့ဒီလိုကြည့်ရတာလဲမကျင်တတ်ဘူးလားအဲ့ဒီလိုကြစ်ကန်ကန်ပြောရင်ဟန်နရီမိန်းမကိုဘူးကြည့်ကြည့်ပြီးဟန်နရီကိုသူ့အုပ်ထုပ်သွားယူပေးဖို့ပြောတယ်ဒီတော့စိတ်လိုက်မှန်ပါထွက်သွားမှဆိုလို့လင်မယား2ယောက်သားချော့လိုက်တောင်းပန်လိုက်ရတာဟန်နရီဆိုတာမျက်ရည်ဝဲလို့ဒီတော့အဖိုးကြီးကဒါမျိုးဒီတစ်ခါပဲတီးခံမယ်နောက်ထပ်မဖြစ်ပါစေနဲ့လို့ပြောတဲ့အဲ့ဒီနောက်တော့အဖိုးကြီးဟာဟန်နရီတို့အိမ်ကပစ္စည်းတွေကိုထင်တိုင်းပေးကန်းစွန့်ကျဲနေတော့တာပဲဘောပရတီကလည်းအာမနာတန်းယူဟန်နရီတို့လင်မယားခမရဒီအတိုင်းလက်ပိုက်ကြည့်နေရရှာတယ်အဖိုးကြီးစီကပစ္စည်းဒူကြီးတဲ့ကြီးရမှာမှုမျိုးစီချနေတဲ့သဘောပေါ်လေအဲ့ဒီတုန်းကရင်ပတ်မီးနဲ့မြှိုက်တယ်လို့အသေးနှလုံးပူစရာဖြစ်လာတာကအဖိုးကြီးကသူ့ရှိသမျှပစ္စည်းတွေကိုဘောပရတီကိုပဲလွှဲပေးတော့မလို့သတင်းကိုဘီလ်ချမ်ဘာစ်ကကြားခဲ့ရတယ်လို့ဟန်နရီကိုပြောပြတဲ့ဒီလိုနဲ့အဖိုးကြီးဟာဟန်နရီနဲ့နေခဲ့တာ18လလောက်အကြာတညမှာအိတ်နေရင်းကတေသွားပါလေရောအဖိုးကြီးမှာနှလုံးရောဂါရှိတယ်ဆိုတာတခါနေမကောင်းလို့သွားပြတာရွာဆရာဝန်ကပြောပြဘူးတယ်အဲ့ဒီကလေးကဒီအဖိုးကြီးဘယ်နေ့တေမလဲဆိုတာလင်မယား2ယောက်မျောနေခဲ့ရတာဟောအခုတော့သူတို့စန္ဒပြေးကြပြီဟန်နရီကနှက်တရှုပ်ရှုပ်လှုပ်ရင်းသူ့မိန်းမကအဝတ်ကပုံစားနဲ့မျက်စိကိုနာနာပုတ်ရင်းနှစ်ဦးသားခေါင်းချင်းဆိုင်ပြီးသူတို့ဘလောက်များအဖိုးကြီးပစ္စည်းတွေရတော့မယ်လို့မသားရှင်အပူယုံနဲ့ဝမ်းသာနေကြတယ်ဒီအဖိုးကြီးတေဆုံးတဲ့သတင်းက7မိနစ်အတွင်းမှာပဲကလေးပြူရီတရွာလုံးပြန့်နှံ့သွားလို့ဟန်နရီတို့အိမ်မှာအတုပရှုပရိသတ်တွေပြည့်ရှံသွားတော့သဘောလူတိုင်းလဲဟန်နရီတို့လင်မယားတော့ပွားပြီလို့ပြောကြတယ်အဲ့ဒီတုန်းမှာပဲဘောပရတီဟာစောင့်နဲ့မသားအိမ်ပေါ်တက်လာပြီးခရီးရောက်မဆိုင်ဟန်နရီကိုဘလို့လဲကွာအဖိုးကြီးတော့သွားရှာပြီဟိုငါထင်တဲ့အတိုင်းပါပဲအဖိုးကြီးကိုလည်းငါတတိပေးခဲ့တယ်မင်းနဲ့သွားနေရင်အသက်ရှည်မှာမဟုတ်ဘူးမြန်ကိစ္စချောမှာပဲလို့ဒီတော့ဟန်နရီကတင်းမာတဲ့မျက်နှာထားနဲ့သေတဲ့အဖိုးကြီးရဲ့တစ်တာတော့ကိုသူ့လက်ထဲမှာတင်းဆုပ်လို့ဟဲ့ကောင်ငါအိမ်ပေါ်ကအခုဆင်းသွားလိုက်စမ်းမင်းအတွက်ဘာမှမပြောခဲ့ဘူးမျော်လင့်မနေနဲ့ဘောပရတီကစိတ်ပြက်နဲ့ခေါင်းကိုရမ်းရင်အမလေးမမျော်လင့်ပါဘူးဗျာမင်းပဲသဘောရှိယူပါဒီအဖိုးကြီးကိုမင်းခေါ်သွားတော့ကလည်းမင်းကိုငါကဘလို့မှအာကာတမထားခဲ့ပါဘူးအော်ဟောသွေးမတော်ဆက်ပဲဘဝကုသိုလ်အလျောက်ကျွေးတုံကျွေးလှဲ့မွေးတုံမွေးလှဲ့ရှိလို့ပဲအောင်းမိပါတယ်ဘာငါနဲ့သွေးသားမတော်ဆက်ရမှာလဲငါဘာကြီးအရင်ကြီးကိုဟာအဲ့ဒါမင်းဘာကြီးမဟုတ်ဘူးလို့ငါဘယ်နှခါပြောပြီးပြီလဲဟောဒီလူတွေအကုန်အကြားပဲဒီအချိန်မှာမသားအိမ်ကိုလူစုံရောက်နေတဲ့ကျုပ်တို့တွေကိုလက်ညှိုးထိုးပြီးတက်တည်ထူးသဗျဒီတော့ဟန်နရီဝေါကာမျက်နှာပြက်စပြုတ်ပြီးနို့ဒါဖြင့်သူ့ဘာတူလဲ
ငါမိန်းမရဲ့ဘိုးအေကြီးပါကွာဘာမင်းမိန်းမရဲ့ဘိုးအေကြီးဟုတ်တယ်ခမကြီးမရှိစင်းရဲရှာလို့ငါကအိမ်ပေါ်ခေါ်တင်ကျွေးထားတာပါကွာသူ့မှာဘာမှမရှိရှာဘူးအခုမင်းလက်ထဲကြစ်ကြစ်ပါအောင်စုပ်ထားတဲ့တော့နဲ့သူ့တစ်တာကိုဖွင့်ကြည့်ပေါ့ဟန်နရီဝေါကာကဘောပရတီကိုမယုံကြည်နိုင်တဲ့မျက်နှာထားနဲ့ကြည့်ပြီးတစ်တာကိုတွားယူဖွင့်ကြည့်လိုက်တော့ဘယ်အပေါင်ဆိုင်ကမှလက်ခံတော့မယ်မဟုတ်မီးဖိုကြောင်တဲ့လက်နှီးစုပ်လောက်သာအသုံးဝင်တော့မယ်အဝက်ဟောင်းတွေသာတွေ့ရပါတော့တဗျာတော်တာဆို